အားလုံးပဲမင်္ဂလာပါ Asset Channel လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ပါမစ်မြေခွက်တွေကိုဝယ်ယူမယ်ဆိုဘယ်လိုဝယ်ယူမလဲဝယ်ယူပြီးသွားပြီဆိုရင်ဘာတွေဆက်လုပ်ရမလဲဆိုတာကိုပြောပြချင်ပါတယ်ပါမစ်မြေကိုဝယ်ယူမယ်ဆိုရင်ပထမဆုံးကျွန်တော်တို့ကြည့်ရမှာကစာရွက်စာတမ်းစုံတာပေါ့ကျွန်တော်ပါမစ်ပါဆိုရင်ပုံမှန်တွေ့နေကြတော့ကျွန်တော်တို့နံပါတ်1ကျွန်တော်ဓာတ်ပုံပါမယ်ကျွန်တော်နံပါတ်2ကျွန်တော်ရွှေ့ပြောင်းသူများရာဇဝင်အချင်းချုပ်ပါမယ်နံပါတ်3အိမ်ယာစောက်လုပ်နေထိုင်ခွင့်စာရပါမယ်နောက်ပြီးနံပါတ်4ကတော့ကျွန်တော်မိခိုလူများစီးရင်ပေါ့အဲ့ဒါတွေပါရှိပါမယ်အဲ့ဒါအဓိကကြည့်ရမှာ SIL လေးရပေါ့အဲ့ဒါတွေပြည်စုံမှာကျွန်တော်တို့ဒုတိယအနေနဲ့ဆက်ပြီးကြည့်ရမှာကကျွန်တော်တို့အဆက်စာချုပ်စုံလားမစုံလားပေါ့အဆက်စာချုပ်ဆိုတာကကျွန်တော်တို့အမီပေါက်ကိုယ်တိုင်ကနေပြီးတော့ကျွန်တော်တို့နောက်ဆုံးရောင်းတဲ့သူအထီကိုတူနဲ့တူရောင်းချထားတဲ့အဆက်စာချုပ်ကိုခေါ်ပါတယ်ကျွန်တော်တို့နိုင်ငံတော်ကချထားပေးတဲ့ပါမစ်တွေမှာဆိုရင်ကျွန်တော်တို့လက်မှတ်တွေပါပါတယ်လက်မှတ်တွေပါပါတယ်ဌာနမူလက်မှတ်တွေပါပါတယ်အဲ့ဌာနမူလက်မှတ်တွေကကျွန်တော်တို့ခုနှစ်အလိုက်ကိုကျွန်တော်တို့မတူကြဘူးပေါ့ပါမစ်မှာထိုးထားတဲ့ဒီလက်မှတ်တွေကခုနှစ်လိုက်ကိုမတူကြဘူးအဲ့ရဲ့ခုနှစ်လိုက်ကိုမတူတာကိုကျွန်တော်တို့သိတာကကျွန်တော်တို့ဒီအိမ်ချမ်းမြေကိုကျွမ်းကျင်တဲ့ရှေ့တွေပါနောက်ပြီးတော့ဒီရဲ့အိမ်ချမ်းမြေကိုကျွမ်းကျင်တဲ့အကျိုးဆောင်တွေပါအိမ်ချမ်းမြေကိုကျွမ်းကျင်တဲ့အကျိုးဆောင်တွေထဲမှာတော့ကျွန်တော်တို့ရွှေပြည်တာမြို့နယ်ဆိုရင်ကျွန်တော်တို့ရွှေပြည်တာမြို့နယ်တဲ့ကအကျိုးဆောင်တွေဖြစ်ဖို့တော့လိုတာပေါ့ကျွန်တော်တို့အဆက်စာချုပ်တွေစုံပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲကျွန်တော်ပါမစ်စာရဲ့စာနဲ့နေစုံပြီကျွန်တော်တို့ဘာလုပ်ရမလဲကျွန်တော်တို့ဒီပါမစ်ကကျွန်တော်တို့အစစ်မှန်လားအတုလားကျွန်တော်တို့ခွဲခြားဖို့လိုပြီခွဲခြားဖို့လိုပြီဆိုရင်ကျွန်တော်ပထမဗီဒီယိုတစ်ခုမှကျွန်တော်ပြောခဲ့ပူပါတယ်ကျွန်တော်တို့အိမ်ချမ်းမြေတစ်ခုကိုအယောင်းဝယ်လုပ်မယ်ဆိုရင်ကျွန်တော်တို့ယုံကြည်ရတဲ့တက်ကြွတဲ့အိမ်ချမ်းမြေရှိနေကိုခေါ်ပါဒါမှမဟုတ်ရင်ကျွန်တော်တို့အကျိုးဆောင်ပေါ့နော်ကျွန်တော်တို့အရန်ဒီရှင်းနေနီးပါလောက်ကိုစာရွက်စာတမ်းတွေဒီရဲ့စာရွက်စာတမ်းတွေ process တွေနားလည်တဲ့အကျိုးဆောင်တွေရှိပါတယ်အကျိုးဆောင်တွေကိုခေါ်ပါဆိုပြီးကျွန်တော်ပြောခဲ့ပူပါတယ်အဲ့ရဲ့စကားကဒီနေရာမှာဆိုရင်အရန်ကိုအသုံးဝင်ပါတယ်နောက်တစ်ချက်ကကိုအယောင်းဝယ်လုံးမဲ့မြေခွဲရဲ့မြေရာဆိုရင်ပေါ့ဒီမြေပြင်ရဲ့အခြေအနေကိုသိတာကဒီရွှေပြည်သာဆိုလဲရွှေပြည်သာပေါ့အင်းစိန်ဆိုလဲအင်းစိန်ပေါ့နော်ဒီမြို့နယ်တွေမှာရှိတဲ့အကျိုးဆောင်တွေရပဲသိတာပါအဲ့ဒါကြောင့်မလို့ကျွန်တော်ကအကြံပေးချင်တာကအိမ်ချမ်းမြေဝယ်မယ်ဆိုရင်အိမ်ချမ်းမြေရှိနေကျွမ်းကျင်တဲ့အိမ်ချမ်းမြေရှိနေတဲ့ဝယ်ပါဒါမှမဟုတ်လဲနေကန်ကျွမ်းကျင်တဲ့အကျိုးဆောင်တွေနဲ့ဝယ်ပါလို့ကျွန်တော်အကြံပေးချင်ပါတယ်ကျွန်တော်တို့စာရဲစာတမ်းတွေအကုန်စုံပြီပေါ့နော်ဒီပါမစ်တွေလည်းဒါရှင်းနေတွေကကြီးစုမယ်ဆိုရင်ဒါမှမဟုတ်အကျိုးဆောင်တွေကြီးစုမယ်ဆိုရင်ဒါ80ရာခိုင်နှုန်းဒီပါတော့မှန်ပါတယ်ကျွန်တော်တို့ဒါစိတ်ချရတဲ့အခြေအနေတစ်ခုရောက်ပြီဆိုရင်ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုရင်မြေတိုင်းပါကျွန်တော်ကဘာလို့မြေတိုင်းခိုင်းလဲဆိုတော့ကျွန်တော်တို့ဒီရဲ့1200 square feet အနည်းဆုံးရှိရမယ်ပေါ့ကျွန်တော်တို့ဂရန်ပြန်လျှောက်ဖို့လောလောဆယ်တော့ပါမစ်အမီပေါက်ကလွယ်ရင်အဆက်စာချုပ်နဲ့ဆိုရင်ကျွန်တော်တို့ဂရန်လျှောက်ထားခွင့်မရှိဘူးဒါပေမဲ့နောက်ချိန်တော့ကျွန်တော်တို့ဖြစ်လာဖို့လို့ရှိတာပေါ့ဒီဂရန်ပြန်လျှောက်လို့ရတဲ့အခြေအနေတော့ပေါ့1200 square feet အနည်းဆုံးမရှိကျွန်တော်တို့ဂရန်လျှောက်လို့မရဘူးအဲ့တော့ကိုဝယ်မဲ့မြေကပေပြည့်တာပေမပြည့်တာအရင်ဆုံးတိုင်းမှာပေပြည့်မှဝယ်ပါလို့ကျွန်တော်အကြံပေးချင်ပါတယ်နောက်တစ်ခုကတော့ဖြစ်လေဖြစ်တာတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့10ကွက်မှာ2ကွက်လောက်ပေါ့10ကွက်2ကွက်လောက်ကြော်ရပါ2ကွက်လောက်တော့ကြော်ရပါတယ်ဘာလဲဆိုကျွန်တော်ပါမစ်မှာကျွန်တော်ခဏပြောခဲ့လို့ပဲပါမစ်မှာ4ရွက်ပါမယ်ပေါ့ဒါပေမဲ့တချို့သလေပါမစ်တွေဆိုရင်တော့2ရွက်ပဲပါတယ်ဗျအနေကပါလဲဆိုကျွန်တော်ဓာတ်ပုံပါမယ်နောက်ပြီးရွှေ့ပြောင်းသူများရာဇဝင်အချင်းချုပ်ဆိုတဲ့စာရပါမယ်အနောက်မှာအင်ယာစောင်းလုံးခွင်နဲ့မိခိုလူများစီးရင်ဆိုပြီးနေရာကတော့ပါမလာဘူးပါမလာအဲ့ဒါတော့ကျွန်တော်တို့ဒီမှာတော့ OC လို့ခေါ်ပါပေါ့ OC မပါဘူးလို့ခေါ်တာပေါ့
OC မှာပါတာဘာကြောင့်လဲဆိုတော့တချို့တလေကြတော့ဒီ OC ကိုမထုတ်ထားတာရှိတယ်OC ထုတ်ထားပြီးတော့ပျောက်ထားတာတွေရှိတယ်နောက်ပြီးအကြောင်းအမျိုးမျိုးကြောင့်ပေါ့အနေရကမရှိရလည်းရှိတယ်ပေါ့အဲ့တော့ကျွန်တော်အကြံပေးချင်တာကကျွန်တော်တို့ပါမစ်ကိုဝယ်ယူမဲ့လူကြီးမင်းတို့အနေဖြင့် OC စာရွက်မပါလာဘူးဆိုရင်မထုတ်ထားရသေးရင်ဒါပြဿနာမရှိပါဘူးဝယ်ယူလို့ရပါတယ်ထုတ်ထားပြီးတော့ပျောက်နေတာပဲဖြစ်ဖြစ်အခြားအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ်ဆိုရင်တော့ကျွန်တော်တို့မဝယ်ယူဖို့တိုက်တော့ပါတယ်ကျွန်တော်တို့အပေါ်ကအချက်လက်တွေနဲ့အကုန်ပြည့်စုံပြီကျွန်တော်စားရစားတယ်လည်းမှန်တယ်စုံတယ်အဆက်ဆက်စားချုပ်လည်းစုံတယ်မြေလည်းတိုင်းတာဒါအဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့ဘာလို့ရလို့ရပြီလဲဆိုတော့ကျွန်တော်တို့စေရန်ချလို့ရပြီပေါ့နော်စေရန်ချပြီးသွားပြီဆိုရင်ဒါဝယ်ယူတဲ့လူကြီးမင်းတို့ကကျွန်တော်ဒီသတင်းစာကြော်ညာထည့်ခြင်းလဲထည့်ပါမထည့်ခြင်းလဲဘာမှဖြစ်ပါဘူးနောက်ပြီးတော့ကျွန်တော်တို့ဒီပါမစ်မူရင်းကိုကင်ပြီးတော့ကျွန်တော်တို့ရုံးကိုစစ်ပါရုံးမှာစစ်ပါပေါ့နော်ဘယ်ရုံးမှာစစ်ရမလဲဆိုတာတော့ကျွန်တော်တို့ဒီလူကြီးမင်းတို့ခေါ်ထားတဲ့ HMB ရှင်းတွေကိုမေးပါဒါမှမဟုတ်ရင်လူကြီးမင်းတို့ကိုအကျူးဆောင်ပေးတဲ့အကျူးဆောင်တွေမေးပါသူတို့တွေကနေတစ်ဆင့်ကူညီပေးပါလိမ့်မယ်ကျွန်တော်တော့ဘယ်ရုံးမှာဘလို့စစ်ရမယ်ဘယ်လောက်ကုန်ကြမယ်ဆိုတာတော့ကျွန်တော်တော့ဒါကျွန်တော်တို့လည်းသိပါတယ်ဒါပေမဲ့ဒါတွေကတော့ဒါပြောပြလို့အဆင်မပြေတဲ့အခြေအနေမျိုးလို့ပါအဲ့တော့လူကြီးမင်းတို့အနေနဲ့ဝယ်ယူစေရန်ချပြီးပြီဆိုတာနဲ့ကိုဝယ်ယူထားတဲ့မြေခွက်ရဲ့ပါမစ်မူရင်းကိုကင်ပြီးတော့ရုံးမှာစစ်ပါသတင်းစာကြော်ညာထည့်ခြင်းလည်းထည့်ပါမထည့်ခြင်းလည်းရပါတယ်ကျွန်တော်တို့အပေါ်ကအချက်လက်တွေနဲ့အကုန်ပြည့်စုံပြီကျွန်တော်စားရစားတယ်လည်းမှန်တယ်စုံတယ်အဆက်ဆက်စားချုပ်လည်းစုံတယ်မြေလည်းတိုင်းတာဒါအဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့ဘာလို့ရလို့ရပြီလဲဆိုတော့ကျွန်တော်တို့စေရန်ချလို့ရပြီပေါ့နော်စေရန်ချပြီးသွားပြီဆိုရင်ဒါဝယ်ယူတဲ့လူကြီးမင်းတို့ကကျွန်တော်ဒီသတင်းစာကြော်ညာထည့်ခြင်းလဲထည့်ပါမထည့်ခြင်းလဲဘာမှဖြစ်ပါဘူးနောက်ပြီးတော့ကျွန်တော်တို့ဒီပါမစ်မူရင်းကိုကင်ပြီးတော့ကျွန်တော်တို့ရုံးကိုစစ်ပါရုံးမှာစစ်ပါပေါ့နော်ဘယ်ရုံးမှာစစ်ရမလဲဆိုတာတော့ကျွန်တော်တို့ဒီလူကြီးမင်းတို့ခေါ်ထားတဲ့ HMB ရှင်းတွေကိုမေးပါဒါမှမဟုတ်ရင်လူကြီးမင်းတို့ကိုအကျူးဆောင်ပေးတဲ့အကျူးဆောင်တွေမေးပါသူတို့တွေကနေတစ်ဆင့်ကူညီပေးပါလိမ့်မယ်ကျွန်တော်တော့ဘယ်ရုံးမှာဘလို့စစ်ရမယ်ဘယ်လောက်ကုန်ကြမယ်ဆိုတာတော့ကျွန်တော်တော့ဒါကျွန်တော်တို့လည်းသိပါတယ်ဒါပေမဲ့ဒါတွေကတော့ဒါပြောပြလို့အဆင်မပြေတဲ့အခြေအနေမျိုးလို့ပါအဲ့တော့လူကြီးမင်းတို့အနေနဲ့ဝယ်ယူစေရန်ချပြီးပြီဆိုတာနဲ့ကိုဝယ်ယူထားတဲ့မြေခွက်ရဲ့ပါမစ်မူရင်းကိုကင်ပြီးတော့ရုံးမှာစစ်ပါသတင်းစာကြော်ညာထည့်ခြင်းလည်းထည့်ပါမထည့်ခြင်းလည်းရပါတယ်ကျွန်တော်ဒီပါမစ်မှာဆိုရင်ဒီ OC စာရွက်ကိုထုတ်ထားပြီးသားလားမထုတ်ထားပြီးသားလားဘယ်လိုခွဲရမလဲဆိုရင်ကျွန်တော်တို့ပါမစ်ရဲ့ရွှေ့ပြောင်းသူများရာဇဝင်မှာကျွန်တော်တို့အမတ်စင်ကိုကြည့်ပါအမတ်စင်ပါပြီးအနောက်ကစာရွက်2ရွက်မပါဘူး OC မပါဘူးဆိုရင်ဒါထုတ်ထားပြီးသားပါအမတ်စင်မရေးထားဘူး OC မပါဘူးဆိုတော့ဒါကတော့မထုတ်ရတဲ့စာရွက်ဖြစ်ပါတယ်အဲ့လိုမျိုးခွဲခြားလို့ရပါတယ်အဲ့တော့ကျွန်တော်အကျဉ်းချုပ်အနေနဲ့ပေါ့နော်ဒါကျွန်တော်လည်းတီးတလောက်မှတ်တလောက်အကြံပေးရတာပါဟိုလူကြီးမင်းတို့ပါမစ်မြေကွာဝယ်ယူမယ်ဆိုရင်နံပါတ်1အချက်ပါမစ်စာရွက်စာတမ်းစုံစစ်ပါနံပါတ်2အချက်ကျွန်တော်အဆက်စာချုပ်စုံစစ်ပါနံပါတ်3ချက်ကျွန်တော်မြေတိုင်းပါမြေကိုဝယ်မယ်ဥပမာ2060ဆိုရင်2060ပြည့်မပြည့်စစ်ပါကျွန်တော်ကတော့ဒါအကြံပေးချင်ပါတယ်နောက်တစ်ခုကတော့အဓိကအကောင်းဆုံးကတော့ကျွမ်းကျင်တဲ့ HMB ရှင်းနေခေါ်ပါဒါမှမဟုတ်ရင်ကျွမ်းကျင်တဲ့ HMB အကျိုးဆောင်နဲ့ဝယ်ယူပါလို့ကျွန်တော်အကြံပေးချင်ပါတယ်အဲ့ဒီမှာလဲကျွန်တော် postcard လေးတစ်ခုလုပ်ဖို့တော့စီစဉ်ထားပါတယ်ကျွန်တော်တို့ဒီ HMB နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့အလွဲလေးတွေပေါ့အလွဲလေးတွေနောက်ပြီးရင်ဟိုလို့ကျွန်တော်တို့တစ်ခါလေးကြာရင်ကျွန်တော်ရောင်းလူနဲ့ဝယ်လူကြားမှာ
ဟိုလွဲမားတာတွေဒီနောက်ပြီးကျွန်တော်တို့အဲ့လွဲမားတာလေးတွေကိုဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတဲ့ post ကလေးတစ်ခုတော့လုပ်ဖို့ကျွန်တော်စီစဉ်ထားတာရှိပါတယ်အဲ့ဒီအစီအစဉ်လေးကိုလည်းကျွန်တော်တို့ဒီရဲ့ကျွန်တော် channel ကိုကြည့်ရှုနေတဲ့လူကြီးမင်းတွေအားပေးကြပါဦးလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်အဲ့တော့နောက်နေ့တွေမှာလည်းကျွန်တော်ဒီ quality ကောင်းတဲ့အိမ်လေးတွေ quality ကောင်းတဲ့မြေလေးတွေဈေးသက်တာတဲ့မြေလေးတွေစားရဆန်တဲ့ကောင်းတဲ့မြေလေးတွေကိုကျွန်တော်တင်ဆက်သွားဖို့ရှိပါတယ်ကျွန်တော် YouTube channel လေးဒါမှမဟုတ် TikTok channel လေးကို like and follow လုပ်ပေးဖို့မမေ့ပါနဲ့အောင်ကျွန်တော် Astic channel ကမင်းခန့်ပါ